Rotan ထပ်ပို့ပြီး Rotan ဆန်ပြသွားပြီး Rotan ကိုအမောင်းသိမ့်လိုက်တဲ့တက်ခဲတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကြော်ကြားမေ Sport Channel ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ Rotan ကြီးအမောင်းသိမ့်ခံရပြီဟဲ့မင်္ဂလာကွာ Rotan မင်းမတော့ငါလဲမာရင်ကွာဆိုပြီးမျက်နှာကြီးကိုတမင်ဖွင့်ပေး Rotan ရဲ့လက်သီးပြင်းပြင်းတွေကိုခံရင်းကနေလောင်ပြောင်ရီမောပြပြီးကျိုးဝိုင်းတောက်မှာအသေးပိတ်ထိုးသွားတဲ့တက်ခဲတို့One Championship သမိုင်းတဲ့ရှောင်း Rotan ပထမဆုံးချိန်လဲထိုကေကိုခဏတဲ့ဒီပွဲမှာတက်ခဲတို့ကဘလိုနီးစနစ်ပိုင်းနေနဲ့တမ်မလီကြီးကိုအေးဖြော်သွားခဲ့တာလေပရိသတ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီပွဲမှာတက်ခဲတို့နိုင်သွားတဲ့အဓိကအကြောင်းရင်းကရုပ်ပိုင်းဆိုင်ရာတက်စိတ်ပိုင်းဆိုင်ရာတာကြီးရသွားတာပေါ့ Rotan ရဲ့ထုံးစံကပြန်ဘက်ကိုလက်ရက်ကော်မယ်မျက်နှာကိုထိုးခိုင်းပြီးဘာမှဖြစ်ဘူးပို့ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ထောင်းမယ်အဲဒီကနေပြန်မဲ့ယုံကြည်မှုကိုရိုက်ချိုးတာပါဒါပေမဲ့ဒီပွဲမှာတက်ခဲတို့ကအောက် Rotan တက်ပို့ပြီး Rotan ဆန်းပြသွားခဲ့တာပါပဲတတိယနဲ့စတုဒ္ဓအချိန်မှာ Rotan ရဲ့ပြင်းထန်ဆုံးလက်သီးချက်တွေကိုမျက်နှာနဲ့ဝင်ခံပြီးတက်ခဲတို့ကအရေးတော်မပြတ်ခဲ့ပါဘူးပြန်ဘက်ကကိုယ့်ရဲ့အပြင်းဆုံးလက်နက်ကိုအပြုံးလေးနဲ့ခံနိုင်ရှိနေအောင်မြင်လိုက်ရတဲ့အခါ Rotan ရဲ့စိတ်ထဲမှာဒီကောင်လူရောဟောရဲ့လားဆိုတဲ့တန်တရားနဲ့ကြောင်းရုံးမှုတွေဝင်သွားပါတယ်တက်ခဲတို့က Rotan ရဲ့စိတ်ထဲစစ်စင်ရေးကိုသူကိုယ်တိုင်ပြန်သုံးပြီး Rotan ရဲ့စိတ်ဝိညာဉ်ကိုအရင်ဆုံးရိုက်ချိုးပစ်ခဲ့တာပါပထမချိန်ကလေးကတက်ခဲတို့ကပွဲကိုသူ့ရဲ့စီးချက် Rotan အတိုင်းဆွဲခေါ်သွားနိုင်ခဲ့ပါတယ် Rotan ကိုလွယ်တကူရှေ့တိုးခွင့်မပေးဘဲခြေလမ်းဖူးဝါးတွေနဲ့ကွာဝေးကိုထိန်းထားခဲ့ပါတယ်ဒုတိယချီရောက်တဲ့အခါမှာတော့တက်ခဲတို့ကရုတ်တရက်ဂီယာပြောင်းလိုက်ပြီး Rotan ကိုတာကြီးယူဖွင့်ထိုးပါတော့တယ်တက်ခဲတို့ရဲ့မထင်မှန်ထားတဲ့အရှင်အုံနဲ့ထွန်းတဲ့ချက်တွေကြောင့် Rotan တယောက်ကျမ်းမြောက်ကိုလည်းကျသွားခဲ့ရပါတယ်ဒါတက်ခဲတို့တိုင်းပင်အချိန်ကိုက်ဝင်ရောက်မှုနဲ့ Rotan အားနဲ့ချက်ကိုတီးကြဖတ်နိုင်စွမ်းဖိုင်ကျူမြန်မာအကြောင်းကိုတက်တည်ပြလိုက်တာပါပဲတတိယအချိန်နဲ့စတုဒ္ဓအချိန်တွေမှာတက်ခဲတို့ပြသသွားခဲ့တဲ့နီးစနစ်ကတကယ်ကိုကဘာအစင်မှာခန်းစစ်ကိုအသားပေးလာခဲ့သလိုလုပ်ပေမဲ့တကယ်တမ်းမှာတော့ခန်းစစ်ကိုဂိမ်းမဆိုင်ပဲဖွင့်ထိုးဖို့အတွက် Rotan ကိုမြှုပ်ဆွဲလိုက်တာပါRotan ကသူသားစီးရပြီထင်တဲ့အောက်ကုံသွုံပြီးတိုးဝင်လာတဲ့အချိန်ပိုင်းတက်ခဲတို့ကလက်သီးတွေကိုခံနိုင်ရှိရှိနဲ့ဆော့ယူပြီးပြင်းထန်ပြီးတီးကြတဲ့တွဲလုံး combination တွေနဲ့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်။ Rotan တက်ခဲတို့ရဲ့ထောင်ချောင်းတဲကိုသူ့ဘာသူအချင်းချင်းတိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ပွဲရဲ့ဆုံးဖြတ်ခိုင်းတန်းကတော့ဂျပန်ဆာမူရိုင်းရဲ့ညံရင်ညံသွေးကိုထင်းသားမြင်ရတဲ့အချိန်ပါပဲ။ Rotan ကိုကျိုးဝိုင်းလင်မှာလဲထိုးဖို့ခက်ခဲမှန်းသိတဲ့တက်ခဲတို့ဟာခြေလမ်းနေနဲ့ဖိအားပေးပြီး Rotan ကိုကျိုးဝိုင်းတောင်းကော်နာစီကိုဖြည်းဖြည်းနဲ့မောင်းသွင်းသွားခဲ့ပါတယ်။ကျိုးဝိုင်းတောင်းမှာပိတ်မိသွားပြီးဆိုတာတေးကြတဲ့အခါမှာတက်ခဲတို့ဟာသူ့ရဲ့အသေးချာသိမ်းစီထားတဲ့ပြင်းထန်ဆုံးလက်သီးတွဲလုံးတွေကိုလက်သီးမိုးရွာသလိုမျိုးရွာချပြီးတော့ Rotan ကိုပြီးတိုင်မောက်သိသွားခဲ့တာပါနေရာလုံးမရှိတော့တဲ့နေထားမှာ Rotan ရဲ့ခေါင်းရှင်တိုင်းနိုင်စွမ်း head movement အားနဲ့ချက်ကအဆိုးအဆုံးပေါ်လင်သွားခဲ့ပြီးတမ်မလီကြီးအပြီးတိုင်ရေးပြောသွားခဲ့ရပါတယ်တက်ခဲတို့ကတော့မင်းမတော်ငါလဲမာတယ်ဆိုတာကိုပြောနေမဟုတ်ပဲလက်တွေ့တက်တည်ပြသွားခဲ့ပါပြီကဲကိုကံပညာပရိသတ်တွေအားလုံးပဲအခုတော့ Rotan ဆိုတာအရင်ကတည်းက overrated အမွှန်းတင်လုံးဖြစ်နေတဲ့ fighter တယောက်လားသူ့ကိုကြောက်တဲ့သူတွေနဲ့တွေ့လို့သာတမ်မလီကြီးဖြစ်နေတာတကယ်တော့လုံးဝမကြောက်ပဲမနေ့ချင်းဆိုင်ဝင်ကျဲရဲတဲ့ဂျပန်ဆာမူရိုင်းတက်ခဲတို့နဲ့တွေ့တော့အခုလိုအချက်တကွဲအမောက်သိပ်ခံလိုက်ရတာပဲမဟုတ်လား Rotan fan ရောဒီအလဲတိုးခံရမှုချင်းပေါ်ဘာပြောစရာအကြောင်းပြချက်ရှိအောင်လဲ comment box မှာအမနာနဲ့ဝင်ရောက်ညှင်းခုန်သွားခဲ့ကြပါဦးဘာပဲပြော Rotan ကြီးအခုလိုမရှိမလားရှုံးသွားခဲ့တဲ့ပုံမှာအားလုံးလည်းကျင်းနဲ့နှိမ့်သိမ့်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်အစောနေ့တ िश ူပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ